လက်ရှိ mobile legend ရဲ့ ESP လင်းရ meta hero တွေလို့ပြောလိုက်ရင်ပထမဆုံးပြေးမြင်ရမှာတော့ Paquito, Ellie နဲ့တခြားသော hero တွေကိုပြေးမြင်ကြပေမဲ့တကယ်တမ်းအခုပြောရမယ့် hero တွေကလည်း run မှာကန်ကျင်ကန်လို့ရနေသေးတယ်ပြီးတော့ season ကလည်းအခုမှစတာဆိုတော့ ESP လင်းလို့နေရာမှာ meta တွေကမဟုတ်ပေမဲ့ကန်လို့ရနေသေးတဲ့ hero ကိုဒီ view လေးမှာကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ပထမဆုံး hero တစ်ကောင်ကတော့ ယူဆောင်အနေနဲ့ hero စထွက်တဲ့က ESP လိမ်မှာ by 1တော်တော်လေးထိန်းလို့ကောင်းတဲ့ hero တစ်ကောင်နောက်ပြီးသူ့ရဲ့သွေးဆုပ်ပြီးပြန်တက်တဲ့တွေးတက်တာတွေ scale 3 pure ဘိုင်းနဲ့တွဲသုံးတဲ့အကွက်တွေကတစ်ဖက်တင်းဘက်က hero တွေအတွက်ခေါင်းတိုးရမှာတော်တော်လေးကိုအာရုံနှောက်စေတယ်နောက်ပြီးသူ့ရဲ့ ultimate ဖြစ်တဲ့ Dragon Form ကလည်းဘလိုင်းကိုအတွက်တကူဝင်လို့ရတဲ့အကြောင်းယူဆောင်လို့ hero ကို initiator အနေနဲ့ကန်ရတာတော်တော်လေးကိုတန်တယ်လို့ပြောရမယ်ဒါပေမဲ့မွန်တွန်းဘက်က Parrot အင်အားများပြီးကျန်းနေရင် Nerf Light တာကြောင့်ယူဆောင်လို့ hero ကလည်းမတာမှာပျောက်နေတာတော်တော်လေးကိုကြာပြီဒါပေမဲ့အခု season 41ရဲ့ meta hero တွေကိုရှင်ချလို့ရတဲ့အချက်တွေကြောင့်ယူဆောင်ကလည်းကန်ကျင်ကန်လို့ရနေသေးတဲ့ ESP hero တွေမှာတော့ပါတယ်ပထမဆုံးသူ့ရဲ့ passive ဖြစ်တဲ့ Black Dragon ရော Dragon Form မှာပါတဲ့ passive ရောပါတွေးတက်နေတာဖြစ်သလိုသူ short တဲ့သွေးရဲ့ HP ပမာဏကိုလည်း recovery ပြန်ဖြစ်စေတယ်နောက်ပြီးသူ့ရဲ့ ultimate က HP ဘူးကလည်းတော်တော်လေးကိုများတာဆိုတော့ယူဆောင်ရဲ့ Black Dragon Form နဲ့ battle ဆိုင်ရာမှာတော်တော်လေးကိုကောင်းသွားပြီသူ့တက်ကလည်းကြံ့တော့ ESP လိမ့်လို့ battle ကိုရှေ့ရဝင်ရတဲ့ hero အတွက်ယူဆောင်ရဲ့အခန်းကဏ္ဍလည်းတော်တော်လေးကိုမိုက်တာကြောင့်အခုနောက်ပိုင်းမှာပြန်ကန်ကျင်ကန်လို့ရတယ်လို့တော့ပြောချင်တယ်နောက် hero တစ်ကောင်ကတော့ UANet ဆိုတဲ့ hero ကလိမ့်မှာရှင်နေဖို့ကတော်တော်လေးကိုစိတ်ညစ်ဖို့ကောင်းတဲ့ hero တစ်ကောင်လို့တော့ပြောရမယ်ပြီးတော့သူ့ရဲ့ passive ကလည်း healing ပါသလို scale 1အစ AoE slow ပေးနိုင်ပြီးတော်တော်လေးကို damage ပေးနိုင်တယ်အဓိကသူ့ရဲ့အရေးကြီးဆုံးက scale 2ပဲUANet အနေနဲ့တစ်ဖက်အသင်းကိုတာဝါကျော်ပြီး creation တာတွေဂျန်ဂလာဆိုရတဲ့ဟာတစ်ဖက် hyper create စားတာကိုလိုက်ရှုပ်လို့ပဲတွေ damage တွေပေးခံရရင်လည်းသူ့ရဲ့ scale 2အားတာရဲ့ဖြစ်တဲ့ mobility မြန်တာရှိတတ်တာရဲ့နဲ့တော်တော်လေးကိုမသေးနိုင်ပါဘူးနောက်ပြီး purify လို့ split လို့ spray နဲ့ထွက်လာတဲ့အတွက်သူ့ရဲ့ ultimate သုံးပြီး HP region ပြန်တက်တာအကြောင်းကိုအသင်းအတွက် speed တော်တော်လေးရှာလို့ရအောင်လုပ်ပေးနိုင်တဲ့ hero မလို့ brother တို့ကအခုလို hero run မှာကျွမ်းနေနေကင်နိုင်ရင်တစ်ဖက်အသင်းဘက်ကိုတော်တော်လေးစိတ်ကင်စားပေးပြီးအနိုင်ရအောင်ဆော့လို့ရတာမလို့မတာတဲ့ hero တွေမဟုတ်ဘဲနဲ့အခုပြောရတဲ့ hero တွေကိုလည်းကန်ကြည့်ဖို့အကြံပေးနေတယ်ဒီ video ကိုအဆုံးသတ်ချင်ပါတယ် brother တို့အနေနဲ့လည်းလက်ရှိအချိန်မှာ ESP လိမ့်မှာဘယ် hero တွေတော်တော်လေး on fire ဖြစ်နေလဲဆိုတော့commentမှာဝင်ရောက်ရေးသားကြည့်လို့ရပါတယ်